အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ web starting ကို application နဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံး web ပေါ်ကခလုတ်လေးကို30စက္ကန့်လောက်ဖိထားပြီးတော့ power ရင်ဖွင့်ပေးပါနောက်ပြီးရင်ကိုကြိုက်တဲ့ language ကိုရွေးပြီးတော့နိုင်နဲ့ချိတ်ဆက်ဖို့အတွက် remote Facebook application ကို download ပြုလုပ်ပေးပါဒီနေရာမှာဖုန်းရဲ့ Bluetooth ကိုအရင်ဆုံး on ထားပေးပါပြီးရင် open ကိုနှိပ်ပေးပါပေါ်လာတဲ့ agree ကိုထပ်နှိပ်ပေးပါအကောက်ကိုအရင်ဆုံး register လုပ်ပေးပါဒီမှာသူပြထားတဲ့အချက်လက်တွေကိုဖြည့်ပြီးရင်အောက်ဆုံးမှာအမှန်ကြီးလေးကိုနှိပ်ပြီးတာနဲ့ခောက်ကုတ်ကိုနှိပ်ပါကောက်ထည့်ပြီးတာနဲ့ register ကိုထပ်နှိပ်ပါ login နေရာကိုပြန်ရောက်ရင် login ကိုပြန်နှိပ်ပေးပါဒီနေရာကိုရောက်ရင် skip ကိုနှိပ်ပါသူပြထားတာတွေကိုတစ်စင်ချင်းစီရွေးပြီးတာနဲ့ next ကိုဝယ်နှိပ်ပေးပါနောက်ဆုံး finish ကိုနှိပ်လိုက်တာနဲ့ဒီနေရာကိုရောက်ရင် device ကိုနှိပ်ပါပြီးရင် add device ကိုထပ်နှိပ်ပေးပါ okay ပေါ်လာရင် okay ကိုနှိပ်ပေးပါ location ကို allow လုပ်ပေးပါအခုလိုမျိုးပေါ်လာရင် web study ကိုရွေးပေးပါနိုင်မှာ pair လို့ပေါ်လာရင် okay ကိုနှိပ်ပေးပါBluetooth pair request လို့ပေါ်လာရင် pair ကိုနှိပ်ပေးပါဒီလိုနေအောင်စာလေးပေါ်နေရင်အဲ့ဒါကိုနှိပ်လိုက်ပါပြီးရင် application ကို notice accept လုပ်ပေးပါအခုလိုမျိုးပေါ်လာပြီဆိုရင်တော့နိုင်နဲ့ application နဲ့ချိတ်ဆက်သွားပြီပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်